မျိုးသမီးနိုးလာတဲ့အချိန်မှာဘေးနားမှာအမျိုးသားကရောက်နေတာကိုတွေ့ပြီးစွန့်အားသွားခင်ပါတယ်။ဒါပေမဲ့သူမဘာမှမပြောရသေးခင်မှာလေအဲ့ဒီအမျိုးသားကအရင်လက်ဦးမှုယူပြီးမင်းမကြိုက်ရင်ကအခုချက်ချင်းထွက်သွားပေးပါမယ်ဆိုပြီးတနာစီရကောင်းအောင်တရုပ်ဆောင်ပြလိုက်ပါတယ်။ဒါကိုမြင်တော့အမျိုးသမီးကအားနာသွားပြီးစိတ်လိုက်မှန်ပါနဲ့သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တကယ်တော့ဒါတွေအားလုံးဟာအဲ့ဒီအမျိုးသားကြိုတင်စီစဉ်ထားတဲ့အကွက်တွေပါသူဟာအမျိုးသမီးကိုမြင်မြင်ချင်းချစ်မိသွားတာကြောင့်သူမနေတိုင်းဖြတ်သွားတဲ့လမ်းမှာလူမိုက်တွေကိုငှားပြီးသူ့ကိုယ်သူအတိုက်ခိုက်ခံရအောင်လုပ်ခဲ့တာပါသူတွက်ထားတဲ့အတိုင်းပဲအမျိုးသမီးကသူ့ကိုကယ်တင်ပြီးအိမ်ကိုခေါ်သွားခဲ့ပါတယ်ညဘက်မှာလေသူဟာဆိုဖာပေါ်မှာအိတ်နေတဲ့အမျိုးသမီးရဲ့ဘေးနားကိုအကွက်ကြက်ကြရောက်အောင်သွားပြီးမနဲ့မိုးလင်းကမင်းမင်းငါကိုအတင်းဖတ်အိတ်တာဆိုပြီးပြောင်းပြန်လှန်ဖဆွဲလိုက်ပါတော့တယ်အမျိုးသမီးကလည်းတနာစရာမျက်နှာလေးနဲ့ပြောနေတဲ့သူ့ကိုယုံသွားပြီးယုံမှလက်မဲ့သရိုးလက်ထပ်လိုက်ပါတယ်။သူကအလုံးမရှိဘူးလို့လိန်ပြောထားတာကြောင့်အမျိုးသမီးကငါပဲမင်းကိုရှာကျွေးမယ်ဆိုပြီးကုမ္ပဏီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူမရဲ့လင်ဟောင်းနဲ့ဒိုးပါလီရောလင်ဟောင်းကသူမကိုလူပိုးလူရှယ်နဲ့လက်ထပ်ထားတာပဲဆိုပြီးလောင်ပြောင်ပါတယ်။တကယ်တော့အဲ့ဒီလင်ဟောင်းအောင်မြင်လာဖို့အတွက်အမျိုးသမီးကသရုပ်ဆောင်အလုပ်တွေစူးစမ်းလုပ်ပြီးထောက်ပံ့ပေးခဲ့တာပါ။ဒါပေမဲ့သူကအောင်မြင်လာတော့သူမကိုနှိပ်စက်ပြီးအငဲအနှောင်းနဲ့ပျော်ပါနေခဲ့တာကြောင့်အမျိုးသမီးကကွာရှင်းခဲ့တာဖြစ်ပါတယ်။အခုလေလင်ဟောင်းနဲ့သူ့အငဲနှောင်းကအမျိုးသမီးကိုနက်ဖျံပွဲတက်ဖို့ဝစ်စုံတောင်ဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီးထက်လောင်ကြပြန်ပါတယ်။သူတို့မသိတာကအမျိုးသမီးရဲ့ခမင်းတဲ့ဟာတိုင်းပြည်ရဲ့အချမ်းသာဆုံးတစ်ထေကြီးဖြစ်နေတာပါ။သူကဇနီးတဲ့အတွက်တန်ဖိုးကြီးဝစ်စုံတွေနဲ့ယတနာတွေကိုသူ့လက်ထောက်ကနေတစ်စနဲ့ပို့ပေးခိုင်းလိုက်ပါတယ်။ဒါပေမဲ့အခြေအနေကိုမသိတဲ့ဇနီးတဲ့လေးကတော့လက်ထောက်ကိုမြင်မြင်ချင်းနောက်ကိုအငဲနှောင်းဖြစ်တင်းသွင်းဖို့လာလက်ထိုးတာလားဆိုပြီးထင်သွားတာကြောင့်တထေကြီးခမကြောင်အန်းကြီးဖြစ်ပြီးဘာလို့ရမှမသိပြရခတ်သွားပါတော့တယ်နောက်ထပ်ဇလန်ကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော် comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့